မင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်ကဟိုးရင်တုန်းကကျွန်တော်တို့တွေအာသွင်းလေးသွင်းထားရှိတဲ့ထူးထူးပေါ့နော်အရေးပေါ်အာသွင်းလေးအာသွင်းထားရှိတဲ့အခြေအနေတွေကိုညှဝေခြင်းပါတယ်ကျွန်တော်တို့ဟိုးရင်တုန်းကဆိုရင်လိုအပ်လို့အရေးပေါ်အာသွင်းပေးပါဆိုပြီးလာကြရင်ပေါ့နော်ဘယ်လိုမျိုးသွင်းလဲဆိုတော့ဘတ်ထရီနှလုံးထဲကနေပြီးတော့ဘတ်ထရီနှလုံးကို24ဖို့ချိတ်တယ်ချိတ်ပြီးတော့ဘတ်ထရီတစ်လုံးလေးကိုအာသွင်းပေးတယ်ပြောလို့ဆို24ဖို့ကနေတွဲဖို့လှမ်းပြီးတော့အာသွင်းပေးတာပေါ့နော်အဲ့ဒါကဘယ်လိုအခြေအနေမျိုးမှာလုပ်လဲဆိုရင်တစ်ဖက်ကဘတ်ထရီကအားကုန်လာတယ်ဒါပေမဲ့အိုးကငါမသွားခြင်းဘူးပေါ့ငါမသွားခြင်းတဲ့အခါမှာဒီဘတ်ထရီကိုပဲအားအပြည့်သွင်းပေးပါဆိုတော့ပြောမှဆို15မိနစ်နဲ့အာသွင်းလို့ရတာဒီ24ဖို့တွေကတွဲဖို့သွင်းလို့ရတဲ့အနေအထားပဲရှိတယ်ဒီလိုပေါ့နော်အဲသွင်းလိုက်တဲ့အားအနေထားဒီလေပြောမှဆိုဆက်နှိုးလို့တော့ရတယ်ဒါပေမဲ့ stable မဖြစ်ဘူးအဲ့တော့ဆက်လွယ်တဲ့အင်ဂျင်လွယ်တဲ့ကားတွေအတွက်ဆိုရင်တော့လိုအနှိုးလွယ်ပြီမဲ့အင်ဂျင်နှိုးရတာခက်တဲ့ကားတွေအတွက်ကျတော့ဒီလိုအနေအထားမျိုးအဆင်မပြေဘူးပေါ့နော်ဒါပေမဲ့တချို့ကကြားတယ်ဘာဖြစ်လဲဆိုတော့အဲ့လိုမျိုးအားလာတဲ့နဲ့24ရက်နဲ့တော့အားတဲ့နဲ့ပြီးတော့ဟိုမှာသူတို့မှရှိတယ်ပေါ့နော်ကားဘက်ထရီတက်လုံးနဲ့ထောက်နှိုးပြီးကားပေါ်တင်ပေးလိုက်ရင်ကားကချာချင်ဝင်တဲ့ခါကျတော့လဲပတ်သွားရောဆိုတော့အဲ့ဒီလိုအခြေအနေမျိုးတွေကျွန်တော်တို့ရှိကိုမကြခဏလာလေးရှိပါတယ်အထူးသဖြင့်ကားထုတ်လို့ရေးပေါ့နော်ဒီနေ့ကားဝင်ရရှိရပေါ့ကားသွားပြကြရှိရအဲ့ဒီအတွက်ဒီဘက်ထရီလေးကိုရေးပေါ့အာသွင်းပေးပါဒါပေမဲ့သိကြတယ်အဲ့ချိန်မှာမိရလာမနေဘူးမိရလာမလို့ဆိုကျွန်တော်ကဘယ်လိုအာသွင်းရလဲဆိုတော့24ဖို့တွေကနေတွဲဖို့တွေကိုသွင်းပြရတာမျိုးရှိတယ်24ဖို့တွေကနေတွဲဖို့သွင်းပြရတာမျိုးရှိရပေါ့နော်ဒီလို24ဖို့ကနေတွဲဖို့သွင်းတဲ့အားကိုမီးသုံးရင်ရလာဆိုရင်မီးသုံးရင်မရပါဘူးကားဆက်နိုးဖို့အတွက်တောင်းမှသူကဘိုးပြေးသွားပြီမဲ့အမ်ဘီယာတောင်းတာမဟုတ်ဘူးအမ်ဘီယာကလုံလောက်ဖြစ်မသွားဘူးအဲ့ဒါကြောင့်ပဲအနိုးထိုင်းတဲ့တချို့အင်ဂျင်တွေမျိုးကိုသူကဆက်မနိုးနိုင်တာပေါ့နော်ဒီဘက်ကတီမှာတော့သူကဘက်ထရီများလာတော့စိုင်းနေမှာလဲစကန်အိုးတွေတော့များများထားလာကြပြီဖြစ်တဲ့အတွက်အရင်လိုမျိုး24ဘိုးကနေတွဲဖို့အာသွင်းတာမျိုးတွေကမရှိတော့ပါဘူးဒါတောင်းမှတခါတည်းကြာရင်ကျွန်တော်တို့ဘာကြုံရလဲဆိုရင်ကြုံရတာမျိုးက24ဘိုးနိုးတဲ့ကားကိုလက်ခံဘက်ထရီကလုံးဝအားမရှိတဲ့အတွက်ပြန်ကနေ36ဖို့အာသွင်းပြရတာမျိုးရှိတတ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒါမျိုးကို recommend မပေးပါဘူးအဲ့ဒီစားဘယ်လိုလုပ်လဲဆိုရင်လက်ခံဘက်ထရီကိုဖြုတ်လိုက်တယ်ပြီးတော့အဲ့နေရာမှာကျွန်တော်တို့ဆိုင်ဘက်ထရီကိုပဲတင်ပြီးတော့ပေါ့ဆက်နှိုးလိုက်တာပေါ့နော်ဘာကြောင့်လဲဆိုတော့ကားဆရာက36ကနေ24ဖို့နှိုးတာလက်ခံနဲ့ခါတိုင်းနှိုးနေကြဆိုမျိုးသူကြိုက်သလိုပြောလို့ရတယ်ဒါပေမဲ့တကယ်တမ်းဖြစ်လာတဲ့အခါအခက်မသိလို့ဖြစ်လာတဲ့အခါမှာအိုကွဲတာပေါ့နော်နောက်စပိုင်းဆရာထိခိုက်တာမျိုးဖြစ်တတ်တာပေါ့အဲ့ဒါကြောင့်မို့ကျွန်တော်ကတော့ဒီ36နဲ့24နိုးတာတော့ recommend ပေးခြင်းပါဟုတ်ဒါပေမဲ့ဘလို့ပဲပြောဟိုးရင်စကားအချိန်လေးတုန်းကတော့ကျွန်တော်တို့ဒီအရေးပေါ်အခြေအနေတွေမှာ24ဘိုးကနေတွဲဖို့ဒီတိုင်းလက်နဲ့ပဲထောက်တာလက်နဲ့ပဲထောက်ပြီးတော့9မိနစ်ပေါ့နော်9မိနစ်လောက်ထောက်လိုက်လွတ်လိုက်9မိနစ်လောက်ထောက်လိုက်လွတ်လိုက်အဲ့လိုပုံစံမျိုးအသွင်းခဲ့ရတာအဲ့ဒီအတွက်ဘက်ထရီမှာလည်းဘိုးတော်ပြည့်သွားတယ်ဒါပေမဲ့သူကအမ်ဘီယာတောက်မသွားအောင်ဒီလိုအန်ရများတဲ့အခြေအနေမျိုးကိုကျွန်တော်တို့ကဘယ်လိုအခြေအနေမျိုးတွေ့လို့ရလဲဆိုတော့အရင်စနိုးတွေသွားတော့ပေါ့နော်တစ်ခါလေးကျရင်ကျိုးမလုံတော့တာရှိတယ်အဲဆိုကိုကတော့ဘက်ထရီတစ်လုံးနဲ့ကျိုးနဲ့ကျိုးပါသွားတယ်ဒါပေမဲ့သူက24နှိုးချင်တာမျိုးတစ်ခါလေးကြုံရတယ်အဲ့ခါမျိုးကဘာလုပ်လဲဆိုတော့ကျိုးကနှစ်ကျိုးကတော့လုံလောက်တယ်အလဲကတွဲကျိုးကရှိမနေဘူးတွဲကျိုးရှိမနေတော့အလဲကတွဲကျိုးနေရမှာကျွန်တော်တို့ဒီဂွားကိုအပေါ်ကနေတင်ပြီးတော့အဲ့ဂွားပေါ်ကိုချောင်းနဲ့ဖိပြီးတော့ကျိုးတွေကိုလက်နဲ့ထောက်ရတာမျိုးပေါ့နော်အရင်အချိန်ကြီးကတော့အဲ့လိုမျိုးအနေများတဲ့အခြေအနေလေးတွေရှိခဲ့တယ်ဒါပေမဲ့အခုကတော့နေပညာတွေတိုးတက်လာသလိုကျွန်တော်တို့ဘက်ထရီလည်းများလာတဲ့အတွက်အရင်လိုပြဿနာလေးတွေတော့မရှိတော့ပါဘူးအကုန်လုံးအဆင်ပြေလာကြတယ်ပေါ့နော်နောက်တစ်ခါမှတော့ကျွန်တော်တို့ကြုံရတဲ့ service အခက်အခဲလေးတွေကိုမျှဝေသွားပါဦးမယ်ခင်ဗျာစိတ်ရှိလက်ရှင်နဲ့ကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်